ဟုတ်ကဲ့ဒီနေ့ကတော့တကယ်ကိုထူးဆန်းတဲ့လေပေါ်မှာပြန်နေတဲ့လူတစ်ယောက်ကိုကျွန်တော်တို့ကြည့်ရမှာပဲဖြစ်ပါတယ်လေပေါ်မှာပြန်ပြီးဆိုကြတဲ့ကိုအင်မတန်ကိုတကယ်ကိုထူးဆန်းတဲ့လူတစ်ယောက်ပဲဖြစ်ပါတယ်တော်လေးကိုဒါသူ့ရဲ့ပညာကတကယ်ကိုလေးစားစရာကောင်းပါတယ်သူ့ရဲ့ဘေးနှစ်ဖက်လက်ဆိုရင်သူတန်ကြိုးနဲ့တီချာလေးကိုခြီထားတာကျွန်တော်တို့မြင်တွေ့ရတယ်ပေါ့နော်တကယ်ကိုလေးပေါ်မှာပြန်နေတယ်ဆိုတော့အင်မတန်ကိုတကယ်ကိုလေးစားစရာကောင်းတယ်လို့သူ့ရဲ့ပညာရက်ကတကယ်ကိုမသေးဘူးနော်ဒါနိပညာတိုးတက်လာနေတဲ့အမြအခုချိန်မှာမျက်လက်ပညာတွေဟာအင်မတန်မှဒါပြောင်မြောက်လာတယ်ဒါပေမဲ့ဒီမျက်လက်ပညာဖြစ်နိုင်ချေနေတယ်တော်လေးကိုသူတို့ရဲ့ဒီသူ့ရဲ့လုတ်ကွက်ကအင်မတန်မှဒါဗီဒီယို edit ပိုင်းလည်းမဟုတ်ဘူးတရားကြည့်ရင်မြင်ရတယ်သူကရှေ့ကားနဲ့ဝင်တိုက်မှာနော်ကျွန်တော်တစ်ချက်ကြည့်မယ်ရှေ့ကားဝင်တိုက်မယ်တကယ်မပြန်နိုင်လို့ရှိရင်အသေးမှာဝါ Oh my god တကယ်ကိုထူးဆန်းတဲ့လူတစ်ယောက်ပဲနော်ဒီပုံမှာအသားရလေးပဲပြန်သွားတာဝါမိုက်လိုက်တာအလေးပုံမှာကြာကြီးပဲသူကဆက်ပြီးတွဲလောင်းချိန်နေရဘလောက်ထိတကယ်ကိုသူ့ရဲ့ဒီကျွမ်းကျင်မှုကတော့သူ့ရဲ့ပညာတော့တကယ်ကိုလေးစားစရာကောင်းပါတယ်အလေးဘောနဲ့သူဘယ်လိုပြန်ဆင်းမလဲတစ်ချက်ကျွန်တော်တို့စောင့်ကြည့်ရမယ်အသားရလေးပဲပြန်ဆင်းတာနော်လေးဘောနဲ့လေတကယ်ကိုဒါမျက်လက်ပညာလားသူတို့ဗီဒီယို editing လုပ်တာလားကျွန်တော်ကတော့မသိတော့ဘူး